SK2 Channel ကနေပြည်သက်ကြီးများအလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီကနေ့ပြည်သက်ကြီးများအတွက်တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူစိန်လက်တင်ရေးသားထားတဲ့မိုးပြီးမှပွင့်တဲ့ပန်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တင်ဆက်သူကျမခင်လေးပါ။မိုးကမနှက်စောကြီးကလေးကရွာနေခဲ့တယ်။တက္ကသိုလ်ရှိလမ်းမကြီးတစ်လျှောက်ရေတွေပြည့်နေပြီးတော့ကျောင်းသားတွေကဒီကိုစီနဲ့အပြေးလာသွားနေကြတယ်။ဒါပေမဲ့နန်းတီတီကတော့ဘတ်စတော့လေးအောင်မှတိတ်တိတ်လေးရက်နေခဲ့တယ်။လက်ထဲမှာစာအုပ်အဟောင်းလေးတစ်အုပ်ကျိုးဘိုးအိတ်ကလည်းဟောင်းနေပါပြီ။တီတီမပြန်သေးဘူးလား။တငယ်ချင်းဖြစ်တဲ့အိပ်ဖြူကမေးလာတယ်။ခဏနေပြန်มาတငယ်ချင်းထီးမပါဘူးလား။နန်းတီတီအပြုံးပြော့လေးပြုံးလိုက်တယ်။မနက်ကမိုးမရွာဘူးဆိုတော့လေဒါဆိုငါထီးယူသွား။ရှားပါတယ်နေရာဝေးသေးတာပဲ။အိပ်ဖြူစိတ်မရှသလိုကြည့်ပေမဲ့နောက်ဆုံးတော့နှုတ်ဆက်ပြီးထွက်သွားတယ်။ဘတ်စတော်လေးအောက်မှာနန်းတီတီတယောက်တည်းကြံနေခဲ့ပါတယ်။ဖုန်းကိုထုတ်ကြည့်လိုက်တော့ notification လေးတစ်ခုတက်လာတယ်။အိမ်ပြန်လာရင်ချမင်းနေချက်ထားအောင်နော်အမေရဲ့ message နန်းတီတီတိတ်တိတ်လေးတက်ပြင်းချလိုက်ပါတယ်အိမ်ပြန်ရင်အိမ်လောက်တွေလည်းစောင့်နေအောင်မယ်ဆိုတာသိနေပါတယ်ညီမလေးတွန်းတွန်းကတော့ကျူရှင်ကပြန်လာရင်အစင်သင်းစားဖို့ပဲရှိပါတယ်အမေကလည်းအမြဲတမ်းညီမလေးလို့မလာဘူးညီမလေးလို့စကားမပြောတတ်ဘူးညီမလေးလို့လူဝင်မဆက်ဘူးဆိုပြီးတော့နှိုင်းရှင်နေတတ်ပါတယ်တခါတလေနန်းတီတီကိုတော့မုန်းလာတတ်ပါတယ်ညီမအတန်တူတူလေးနဲ့ခေါ်တန်ကြားလိုက်တယ်နန်းတီတီလှည့်ကြည့်လိုက်တော့လူတယောက်ရက်နေတယ်အနက်ရောင်ဟူဒီလေးဝတ်ထားပြီးတော့လက်ထဲမှာလည်းထီတစ်ချောင်းမိုးကပိုကြီးလာတော့မယ်ဒီထီယူသွားမလားနန်းတီတီအံ့ဩသွားပါတယ်ရပါတယ်မယူတော့ပါဘူးကျွန်တော်ကဒီနားအစာအုပ်ဆိုင်ရပါအင်းဒီနာချင်းလိုပဲသဘောထားလိုက်ပါသူပြုံးလိုက်တယ်အပြုံးကနွေနွေလေးနန်းတီတီမတိမတာခေါင်းငိတ်လိုက်တယ်ကျေးဇူးပါရပါတယ်ဗျာသူထီကိုပေးပြီးတော့လမ်းတစ်ဖက်ကိုရှောက်သွားတယ်နန်းတီတီသူ့နောက်ကျောကိုငေးကြည့်နေမိရဲ့မတည့်ရဲ့လူတယောက်စီကနှွေးထွေးမှုကိုအဲ့ဒီနေ့မှာပထမဆုံးခန်းစားလိုက်ရပါတယ်။အိမ်ပြန်ရောက်တော့အခုမှပြန်ရောက်တာလား။အမေရဲ့အတန်ဟာတန်းကြိုဆိုနေပါတယ်။မိုးရွာနေလို့ကအမေစင်ကြေပေးနေပါနဲ့ချမင်းနေဟင်းနေလည်းမချက်ရသေးဘူး။နန်းတီစကားပြန်မပြောတော့ပဲမြို့ကနေပဲဝင်သွားပါတယ်။အဲ့ဒီအချိန်ညီမလေးတွန်းတွန်းကဆိုဖာပေါ်မှာဖုန်းသုံးရင်းပြောလာတယ်။အမေမနှက်ပြန်ကျူရှင်ဖီပေးရမယ်နော်။အေးပါသမီးအမရောဖီပေးရမှာ။အမေချက်ချင်းပြန်ပြောပါတယ်။သူကစကောလာရှစ်ချောက်ထားတာပဲ။မရရင်နားလိုက်ပေါ့။နန်းတီတီလက်ထဲကပကံတောင်းကြောက်ကွဲတော့မလို့ဖြစ်သွားပါတယ်။ရှင်ထဲမှာတော့တခုခုအကွဲသွားသလိုပါပဲ။ဒါပေမဲ့သူများမဲ့ရင်မကြခဲ့ပါဘူး။နေသားလည်းကြနေပါပြီ။ညဘက်ရောက်တော့အခန်းထဲမှာမိမိမိန်လေးနဲ့စာထိုင်ကျက်နေတော့ထီးကိုတတိယသွားတယ်။ထီးလက်ကင်ပေါ်မှာစာလေးတစ်ချောင်းကတ်ထားတယ်။မိုးအေးရဲ့နော်အေးမိစေနဲ့တဲ့။နန်းတီတီအံ့ဩသွားတယ်။ပြီးတော့မတိမတာလေးပြုံးလိုက်တယ်။အဲ့ဒီညမှာအိမ်ထဲကဘယ်သူမှမပေးဘူးတဲ့နှွေးထွေးမှုတွေတခုတော့သူမစိတ်ထဲတော့နှွေးထွေးသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မိုးမရွာတော့ပြီမဲ့ကောင်းကင်ကမိုးအုံပဲရှိပါသေးတယ်။နန်းတီတီလက်ထဲမှာမနေ့ကထီလေးကိုင်းပြီးတော့တက္ကသိုလ်ကိုသွားနေခဲ့တယ်။ဒီနေ့ပြန်ပေးလိုက်မယ်။သူမစိတ်ထဲတူတူလေးတွေးနေမိပါတယ်။ကြောင်းပြီးတော့ဘတ်စတော့နာကလမ်းသေးသေးလေးနဲ့ဝင်လိုက်တယ်။အဲ့ဒီမှာရေနာဘုတ်စတိုးဆိုတဲ့ဆိုင်းဘုံဟောင်းလေးတစ်ခုကိုတွေ့လိုက်တယ်။ဆိုင်လေးကမကြီးပေမဲ့နှွေးထွေးစေတယ်။ပတင်းပေါက်နာလေးမှာစားအဟောင်းလေးကိုစီထားတယ်။နန်းတီတီတကားကိုဖွင့်လိုက်တဲ့အချိန်မှာကလင်းဆိုတဲ့အတန်လေးထွက်လာတာနဲ့ကောင်တာနာကကောင်လေးတယောက်လှည့်ကြည့်လာတယ်။မနေ့ကထီးပိုင်ရှင်။သူပြုံးလိုက်တယ်။နန်းတီတီရုတ်တရက်ချက်သွားတယ်။ထီးပြန်လာပေးတာပါ။အော်သူထီးကိုယူပြီးတော့ဘေးနားကထီးပုံးထဲကိုထည့်လိုက်တယ်။ကျေးဇူးတင်ပါတယ်။ကျမကကျေးဇူးတင်ရမှာပါ။ခဏတိတ်သွားတယ်။ဆိုင်ထဲမှာတချင်းအေးအေးလေးတိုးတိုးလေးဖွင့်ထားတယ်။စာအုပ်အနှမ်းနဲ့ကော်ဖီနဲ့တင်းတင်းလေးရောနေတယ်။နန်းတီတီအဲ့ဒီနေရာလေးကိုတကယ်သဘောကျသွားတယ်။စာအုပ်ကြိုက်လား။ထီးပိုင်ရှင်မမေးလာပါတယ်။ဟုတ်ကြိုက်ပါတယ်။ဘလို့စာအုပ်မျိုးဖက်ရတာသဘောကျလဲဗျ။ဝီတူပြီးတော့စိတ်ငြိမ်စေမဲ့စာမျိုး။သူစာအုပ်စင်ဘက်ကိုရှောက်သွားပြီးတော့စာအုပ်ထုတ်လာတယ်။ One is Ray ဒီစာအုပ်ကဝမ်းထဲနေတဲ့သူတွေဖတ်ဖို့ကောင်းတယ်။နန်းတီတီစာအုပ်ကိုလက်ခံရင်မေးလိုက်တယ်။ရှင်ရောဖတ်ပြီးပြီလား။အချိန်မှာပဲ။ကြိုက်လို့ဖတ်တာလား။သူခဏတိတ်သွားတယ်။လူတချို့ဟာစာအုပ်ထဲမှာပဲနားလည်ခံရတတ်လို့လေ။နန်းတီတီရင်နဲ့တစ်ချက်လှုပ်သွားတယ်။အဲ့ဒီစကားကသူမကိုပြောနေသလိုပါပဲ။ကျွန်တော်ကရဲမှန်ပါ။သူလက်ကမ်းလာတယ်။ကျမနန်းတီတီပါ။နာမည်လှတယ်နော်။နန်းတီတီရုတ်တရက်မျက်လုံးလွှဲလိုက်တယ်။သူမကိုလှတယ်လို့ပြောဘူးတဲ့သူမရှိစလောက်ပါပဲ။အဲ့ဒီနေရာစားပြီးနန်းတီတီကြောင်ပြီးတိုင်းစာအုပ်ဆိုင်လေးကိုရောက်ဖြစ်တယ်။တခါတလေစာဖတ်တယ်။တခါတလေကော်ဖီတောက်တယ်။ရဲမှန်ကလည်းအတင်းစကားမများဘူး။ဒါပေမဲ့ဒီနေ့ပြင်ပန်းထားတာပဲ
မျက်လုံးနေတဲ့စာရမ်းမကျက်နဲ့ဆိုတဲ့စကားသေးသေးလေးတွေကိုတော့အမြဲပြောတတ်တယ်။နန်းတီတီအတွက်အဲ့ဒီဂရုစိုက်မှုတွေကပဲအရန်ထူးဆန်းနေတယ်။ဒီနေ့မှာတီတီရှင်မင်းအမြဲဝမ်းနေနေတယ်နော်။တီတီလက်ထက်ကအစားအုပ်ကိုငုံကြည့်လိုက်တယ်။အဲ့လောက်သိတာနေရလား။မျက်လုံးတွေကစကားပြောနေတယ်။သူ့အတန်ကနူးညံ့လွန်းပါတယ်။နန်းတီတီရုတ်တရက်ငိုကျင်လာတယ်။ဒါပေမဲ့ကျမအဆင်ပြေပါတယ်လို့ပြောလိုက်တယ်။ရဲမဲ့သူမကိုတိတ်တိတ်လေးကြည့်နေပြီးအဆင်မပြေရင်လည်းရပါတယ်လူတိုင်းကအမြဲတမ်းမာနေဖို့မလိုဘူးလေအဲ့ဒီစကားတစ်ခွန်းကြောင့်နန်းတီနှစ်ပေါင်းများစွာဖိထားတဲ့စိတ်ပင်ပန်းမှုတွေရင်ထဲမှာတဖြည်းဖြည်းပြိုကျလာပါတယ်ညနေခင်းလေးကတိတ်ဆိတ်နေရဲ့စာအုပ်ဆိုင်လေးထဲမှာတချင်းအေးအေးလေးဖွင့်ထားပြီးပြတင်းပေါက်ပေါ်မိုးဆက်လေးတွေတဖြောက်ဖြောက်ကျနေတယ်နန်းတီကော်ဖီကွက်လေးကိုကိုင်ရင်ပြတင်းပေါက်အပြင်ကိုငေးကြည့်နေတယ်ဒီနေ့သူမစိတ်အယမ်းပင်ပန်းနေပါတယ်မနေ့ကစကောလာရှစ်အင်တာဗျူးမှာလည်းအဆင်မပြေခဲ့ပါဘူးအိမ်ပြန်ရောက်တော့အမေကနင်းလိုလူကိုဘယ်သူကစကောလာရှစ်ပေးမှလဲလို့ပြောလိုက်သေးရဲ့အဲဒီစကားကတနေ့လုံးရင်ထဲမှာကပ်နေပါတယ်တီတီရဲမှန်တဲ့အတန်ကြောင့်သူမသတိပြောင်ဝင်လာတယ်ဟင်ကော်ဖီအေးသွားပြီနန်းတီတီခွက်ကိုငုံကြည့်လိုက်တယ်တကယ်ပဲကော်ဖီကအေးနေပါပြီအတွေးများနေရလားသူမေးနေပါတယ်နန်းတီတီပြုံးချင်သလိုဖြစ်ပေမဲ့မပြုံးနိုင်ပါဘူးကျမတခါတလေကိုယ့်ကိုယ်အသုံးမကျသလိုခံစားရတယ်ရဲမှန်တိတ်တိတ်လေးနားထောင်နေတယ်ဘလောက်ကြိုးစားဘယ်သူမှအကောင်းမြင်ပေးသလိုပဲနန်းတီတီအတန်တောင်တုံလာတယ်အိမ်မှာလည်းကျမဘာလို့အကောင်းမမြင်ဘူးတခါတလေပျောက်သွားလိုက်ချင်တယ်အဲဒီစကားထွက်သွားချိန်မှာတော့ရဲမှန်မျက်နှာပြတ်သွားတယ်အဲ့လိုမပြောနဲ့သူ့အတန်ကတိုးပေမဲ့လေးနက်နေတယ်နန်းတီတီခေါင်းငုံထားပါတယ်ကျမပင်ပန်းနေပထမဆုံးအချိန်သူမအဆင်ပြေပါတယ်မပြောနိုင်တော့ပါဘူးခဏကြာတော့ရဲမှန်ကောင်းတာအောက်ကအစာအုပ်လေးတအုပ်ထုတ်လာတယ်ကာဘာကတော့ဟောင်းနေပါပြီဒါကကျွန်တော် favorite စာအုပ်ပဲနန်းတီတီယူကြည့်လိုက်ပါတယ်စာမျက်နှာတစ်ခုမှာမာကာလေးကတ်ထားတယ်ပန်းတပွင့်ရအလားဆုံးဖြစ်ဖို့မိုးရေလေပြင်းနေရောင်မှုတွေအကုန်ဖြစ်ရတယ်နန်းတီတီစာကြောင်းလေးကိုငေးနေမိရဲ့ရဲမှန်ပြေးပြောလာတယ်မင်းအခုဖြတ်နေရတွေကမင်းကိုပိုလားစီမှာဒါပေမဲ့အခုတော့နာနေမှာပေါ့နန်းတီတီမျက်ရည်ကျသွားတယ်သူမငိုတာကိုရဲမှန်မတားပါဘူးငိုလိုက်တချို့မျက်ရည်တွေကရင်ထဲမှာအလေးတွေကိုပေါ့သွားစေတယ်နန်းတီတီနှစ်ပေါင်းများစွာဖိထားခံရတဲ့ခံစားချက်တွေကိုအဲ့ဒီညမှာပဲပထမဆုံးလွတ်ချလိုက်မိတော့တယ်။ဆိုင်ပိတ်ချိန်ရောက်တော့အိမ်ပြန်မလားရဲမှန်မေးလိုက်တယ်။နန်းစီတီတိတ်သွားတယ်။တကယ်တော့သူမအိမ်မပြန်ချင်ဘူး။အိမ်ဆိုတာကသူမအတွက်နှွေးထွေးတဲ့နေရာမဟုတ်ဘူးလေ။ရဲမှန်သူမမျက်နှာကိုကြည့်ပြီးသဘောပေါက်သွားတယ်။ခဏတော့လမ်းလျှောက်မလား။ညလေညင်လေးကအေးနေတယ်။လမ်းဘေးမီးအိမ်တွေအောက်မှာသူတို့နှစ်ယောက်တဖြည်းဖြည်းလမ်းလျှောက်လာကြတယ်။ကျွန်တော်လည်းအရင်တော့ကိုမုန်းဘူးတယ်။ရဲမှန်ရုတ်တရက်ပြောလာတယ်။နန်းတီတီအလှည့်ကြည့်လိုက်တယ်။ဘာလို့လဲ။အဖေဆုံးပြီးတဲ့နောက်မိသားစုရေးအတွက်ကြောင်းထွက်လိုက်ရတယ်လေတငယ်ချင်းတွေအကုန်ရှေ့ရောက်နေချိန်မှာကျွန်တော်ကအစားအုပ်ဆိုင်သေးသေးလေးထဲမှာပဲပိတ်မိနေသလိုခံစားရတယ်သူရဲသလိုလေးလှုပ်လိုက်တယ်ဒါပေမဲ့တနေ့မှသိလာတယ်လူတိုင်းရဲ့အချိန်ကမတူဘူးနှင်းနေလို့ရှုံးနေတာမဟုတ်ပါဘူးနန်းတီတီတိတ်တိတ်လေးနားထောင်နေပါတယ်ဒါကြောင့်ရဲမဲ့သူမကိုတစ်ချက်ကြည့်ပြီးတော့မင်းလည်းကိုမမုန်းနဲ့အဲ့ဒီစကားကြောင့်နန်းတီတီရင်ထဲကအိတ်ဆက်နေတဲ့နေရာတချို့လဲရွေးလာခဲ့ပါတယ်နောက်ရက်တွေမှာလည်းနန်းတီတီရဲ့ဘဝအရင်လိုလဲပတ်နေခဲ့ပါတယ်။မနက်ဆိုကြောင်းညနေဆိုစာအုပ်ဆိုင်ညဘက်ရောက်ရင်တော့အိမ်လို့ဒါပေမဲ့တခုတော့ပြောင်းလဲလာခဲ့တယ်။ပြင်မတဲ့နေ့တွေမှာတောင်စာအုပ်ဆိုင်လေးရောက်ရင်အဆင်ပြေသွားမယ်ဆိုတဲ့ခံစားချက်။တီတီဒီနေ့မှာအိပ်ဖြူကသူ့မအောင်မေးလာတယ်။နင်အခုတလောပြုံးတာများလာတယ်နော်။နန်းတီတီရုတ်တရက်ရှက်သွားတယ်။အဲ့လောက်သိတာနေရလား။ဟုတ်တယ်ပြီးတော့တရားရောက်ကြောင်လည်းဖြစ်နိုင်တယ်။အိပ်ဖြူမျက်ခုံးပင်ပြီးတော့စနှောက်လိုက်တယ်။ဘာမှမဟုတ်ပါဘူး။နန်းတီတီညင်းလိုက်ပေနဲ့သူမရဲ့ရင်ထဲမှာတော့ရဲမှန်အပြုံးလေးပေါ်လာတယ်။အဲ့ဒီညမှာနန်းတီတီအိမ်ပြန်ရောက်တော့အိမ်ထဲမှာအမေဖုန်းပြောရင်မျက်နှာတင်းမာနေတယ်။ဟုတ်ကဲ့တွန်းကို private class ထပ်ထားခြင်းလို့ပါရှင်။နန်းတီတီတိတ်လေးမြို့ချောင်းနဲ့ဝင်သွားပါတယ်။ဒါပေမဲ့အမေရဲ့ခေါ်တန်းထွက်ပေါ်လာပါတယ်။နန်းတီရှမ်းမေညီကျူရှင်လာကနောက်လာကုန်ပေးရမှာမလား။နန်းတီတီခေါင်းငိတ်လိုက်ပါတယ်။အမေခဏတိတ်သွားပြီးတော့အမေမတက်နိုင်ဘူးနော်။နန်းတီတီရှင်နဲ့အေးကနေဖြစ်သွားတယ်။ဒါဆိုတက်နှစ်နားလိုက်။တွန်းကျူရှင်ကလည်းပိုရေးကြီးတယ်။နန်းတီတီအတန်တောင်မထွက်နိုင်တော့ပါဘူး။အမေသမီး scholarship result ကမထွက်သေးဘူးလေ။မရရင်ရောညီကအမျက်ကံမကောင်းနေရပဲ။အဲ့ဒီစကားကဓာတ်နဲ့ထိုးလိုက်တယ်လို့ပါပဲ။နန်းတီတီတိတ်လေးအခန်းထဲဝင်သွားတယ်။တကားပိတ်လိုက်တာနဲ့မျက်ရည်တွေကျလာတော့တယ်။သူမအရန်စူးစမ်းခဲ့ပါတယ်။တကယ်ကိုစူးစမ်းခဲ့တာပါ။ဒါပေမဲ့ဘယ်သူမှ
အမြင်မကြည့်ကြပါဘူး။အဲ့ဒီညဖုန်းဖိုင်ဘရိတ်ဖြစ်လာတယ်။ရဲမှန်ဒီနေ့မင်းတိတ်နေတယ်။နန်းတီဖုန်းကိုကြည့်ရင်မျက်ရည်တုံးလိုက်တယ်။နင်းနဲ့ပြင်ပန်းနေလို့ပါချက်ချင်း reply ပြန်လာတယ်။အပြင်ထွက်နိုင်လား။နန်းတီအံ့ဩသွားတယ်။ပြတင်းပေါက်ဖွင့်ကြည့်လိုက်တော့အိမ်ရှင်မီးတိုင်အောင်မှရဲမှန်ရက်နေတယ်။လက်ထဲမှာကြီးတစ်ချောင်းကော်ဖီနှစ်ခွက်မိုးဖိုးပွဲလေးရွာနေရကြမှာသူရက်ဆောင်နေရဲ့အေးမိမယ်နန်းတီကျိုးတိုးလေးပြောလိုက်တယ်ရဲမှန်ပြုံးလိုက်ပါတယ်မင်းကိုနေရသည်လို့စိတ်ဘူးလို့နန်းတီရုတ်တရက်ငိုကြလာတယ်ကျမတကယ်စူးစားပါတယ်သိတယ်ဒါပေမဲ့ဘယ်သူမှမပေးရုံဘူးရဲမှန်ခဏတိတ်သွားတယ်ပြီးတော့မင်းတီလားလူတချို့တွေကလေကိုတန်မိုးမထားတဲ့ပန်းကိုပေါင်းမင်လို့ပဲထင်တတ်ကြတယ်ဒါပေမဲ့ပန်းဟာပန်းပဲလေနန်းတီမျက်ရည်တွေထွက်ကြလာတယ်ရဲမဲ့သူမကိုတက်တက်ကြည့်ပြီးတော့မင်းကိုမယုံကြည်တဲ့သူတွေလည်းရှိရဲ့ဒါပေမဲ့ငါမင်းကိုရှုံးတယ်အဲ့ဒီစကားကြောင့်နန်းတီနှစ်ပေါင်းများစွာအေးဆက်နေခဲ့တဲ့အရင်ထဲမှာမိုးပြီးနောက်နေရောင်လေးပထမဆုံးထွက်လာသလိုခံစားလိုက်ရပါတယ်မိုးကဒီညလဲရွာနေရဲ့အင်ရှင်မီးတိုင်အောင်မှရဲမှန်နဲ့ခွဲပြီးနောက်နန်းတီအခန်းထဲပြန်ဝင်လာတယ်ဒါပေမဲ့ဒီနေ့ရင်ထဲမှာနာကျင်မှုဟာအရင်လိုအေးဆက်မနေတော့ဘူးမင်းကိုမယုံကြည်တဲ့သူရှိပေမဲ့လည်းငါယုံတယ်ဆိုတဲ့စကားလေးကအရင်ထဲမှာနှွေးနေရဲ့နန်းတီကတိမော်ထိုင်ရင်အဟောင်းဆုံးဓာတ်ပုံတစ်ပုံထုတ်ကြည့်လိုက်တယ်ဓာတ်ပုံထဲမှာသူမအသက်10နှစ်လောက်ဘေးမှာအဖေနောက်မှာမိန်းမတယောက်ဒေါ်မြကြီးအခုသူမအမေးလို့ခေါ်နေရတဲ့သူဒါပေမဲ့တကယ်တော့သွေးမတော်ဘူးနန်းတီရဲ့အမွေးမိမိကတော့သူမငငယ်လေးကတည်းကဆုံးပါခဲ့တယ်အဖေကသူမကိုတယောက်တည်းစူးစမ်းပြောထောင်ခဲ့တယ်တီတီကအဖေသမီးလေးဆိုပြီးတော့အမြဲချစ်ပေးခဲ့တယ်ညအိတ်ခဲနေတိုင်းပုံမြင်ပြောပြတယ်မိုးရွာရင်ထီးလာကြိုးပေးတယ်တီတီအတွက်တော့အဖေကလောကကြီးတစ်ခုလုံးမှာပဲဒါပေမဲ့သူမ10နှစ်ပြည့်ရဲ့နေ့မှာအဖေကတော်မြရီနဲ့အိမ်အောင်ပြုတ်လိုက်တယ်အစာပိုင်းမှာတော့အဆင်ပြေသေးတယ်သမီးလိုပဲချစ်ပါတယ်တော်မြရီကပြောခဲ့ဘူးတယ်နန်းတီလည်းယုံခဲ့ပါတယ်ဒါပေမဲ့တွန်းတွန်းလေးမွေးလာပြီးတဲ့နောက်မှာတော့အရာအလုံးကပြောင်းလဲသွားတယ်တွန်းတွန်းကငယ်သေးတယ်နင်ကအမပဲနားလဲပေးလိုက်အစာကအခုလိုစကားတွေနောက်ပိုင်းမှာတော့တွန်းတွန်းကိုဦးစားပေးရမယ်နော်ဆိုတဲ့စကားတွေဖြစ်လာတယ်ဒါပေမဲ့အဖေရှိနေသေးတဲ့အချိန်မှာတော့နန်းတီတိတ်မနာခဲ့ပါဘူးအဖေကအမြဲသူမဘက်မှာရှိပေးခဲ့တယ်လေငါသမီးကတန်းပါတယ်အမြဲအားပေးခဲ့ပါတယ်ဒါပေမဲ့နန်းတီ16နှစ်အရွယ်မှာအဖေအက်ဆီဒန့်ဖြစ်သွားခဲ့တယ်အဲ့ဒီနေ့ကမိုးရဲရွာနေခဲ့တယ်ဆရာဝန်ထွက်လာပြီးစိတ်မကောင်းပါဘူးလို့ပြောတဲ့အချိန်မှာနန်းတီရဲ့လောကကြီးတစ်ခုလုံးပြိုကျသွားခဲ့ပါတယ်အဖေဆုံးပြီးနောက်တော်မြရီရဲ့ပိုအေးဆက်လာခဲ့တယ်နေ့အဖေကြောင့်သာငါတီးခံနေရဆိုတဲ့စကားတွေကိုနန်းတီမကြာခဏကြားလာရပါတယ်အဲ့ဒီနေရာစပြီးအိမ်ဆိုတာသူမအတွက်နှွေးထွေးတဲ့နေရာမဟုတ်တော့ပါဘူးနန်းတီဓာတ်ပုံကိုကြည့်ရင်မျက်ရည်ကျလာတယ်အဖေတူတူလေးခေါ်လိုက်တယ်သမီးတိတ်ပင်ပန်းတယ်အခန်းထဲမှာတိတ်ဆိတ်နေတယ်ဒါပေမဲ့အဖေတန်ကိုကြားသလိုခံစားလိုက်ရတယ်သမီးမိုးကြီးရဲ့နေတွေပြီးရင်နေရောင်ထွက်လာမှာပါနန်းတီမျက်ရည်တုံးလိုက်တယ်အဲ့ဒီချိန်မှာဖုန်းစကရင်လေးလင်းလာတယ်ရဲမှန်စီကမက်အဲ့တော့နော်ဒီနေ့လဲစူးစမ်းထားတယ်နန်းတီမတိမသားလေးပြုံးလိုက်ပါတယ်ဘဝမှာတချို့လူတွေဆုံးရှုံးသွားပေမဲ့တချို့နှိုးထွေးမှုတွေကတော့အချိန်မှန်ပြန်ရောက်လာတတ်ပါတယ်အချိန်တွေတဖြည်းဖြည်းကုန်သွားခဲ့တယ်နန်းတီရဲ့နေ့တွေကလည်းအရင်လိုမမောင်တော့ပါဘူးမနက်ဆိုကြောင်းသွားတယ်ညနေဆိုစာအုပ်ဆိုင်လေးမှာအချိန်ဖြုံးတယ်ရဲမှန်ကတော့အမြဲတမ်းအနောက်မှာရှိနေခဲ့ပါတယ်ဒီနေ့မှာတော့ scholarship result ထွက်တဲ့နေ့ကိုရောက်လာတယ်တက္ကသိုလ်နိုတီဘုတ်ရှိမှလူတွေပြည့်နေရဲ့နန်းတီကိုလက်တွေတောင်တုံနေပါတယ်တီတီနင့်နာမည်ပါတယ် if you all လိုက်တဲ့အတန်းကြောင့်သူမချက်ချင်းမော့ကြည့်လိုက်တယ်နန်းတီfull scholarship award အဲ့ဒီစာကြောင်းလေးကိုမြင်လိုက်ရတဲ့အချိန်မှာနန်းတီမျက်ရည်ကျသွားတယ်နောက်ဆုံးတော့သူမစူးစမ်းခဲ့ရတဲ့အရာတင်ခဲ့ပါပြီအဲ့ဒီနေ့ညမှာတော့နန်းတီစာအုပ်ဆိုင်လေးကိုအပြေးသွားခဲ့တယ်ကြကားပွင့်လိုက်တာနဲ့ရဲမှန်သူမအတန်တောင်တုံနေတယ်ရဲမှန်လဲကြည့်လိုက်တယ်ကျမ scholarship ရပြီခဏတိတ်သွားပြီးတော့ရဲမှန်ပြုံးလိုက်တယ်။ပြောသားပဲမင်းလုံနိုင်ပါတယ်လို့နန်းတီမျက်ရည်ကျရင်ရဲလိုက်မိရဲ့အဖေဓာတ်ပုံရှိနန်းတီထိုင်နေခဲ့တယ်။အဖေသမီးလုံနိုင်ခဲ့ပြီ။မျက်ရည်တစ်စက်ဖြည်းဖြည်းကျလာတယ်။ဒါပေမဲ့ဒီတခါဝမ်းနဲ့လို့ကျတာမဟုတ်ပါဘူး။ဂုံလို့ကျတာပါ။လာနှဲငယ်ကြပြီးနောက်နန်းတီလမ်းလျှောက်ထွက်လာတယ်။မိုးဖိုးဖွဲလေးရွာနေတယ်။အဲ့ဒီချိန်မှာဒီတကြောင်ကသူမဘေးရောက်လာတယ်။မိုးအေးတယ်နော်။ရဲမှန်နန်းတီကျင်းနဲ့စွာပြုံးလိုက်တယ်။မိုးဆက်လေးတွေကြားမှာနင်းတီရုတ်တရက်နားလဲသွားတယ်။ဘွားကအမြဲတမ်းနာကျင်စရာတွေပဲမပေးပါဘူး။တချို့မိုးတွေကပန်းပွင့်ဖို့ရွာပေးခဲ့တာပါ။တချို့လူတွေကလည်းကို့ဘွားတွေကိုကယ်တင်ဖို့ရောက်လာခဲ့တာပါ။အောင်းငုံမောကြည့်လိုက်တယ်။မိုးတိတ်ပြီးနောက်နေရောင်လေးထွက်လာခဲ့ပါပြီ။